တနေ့မှာတစ်ခေါက်သာကျင်းပတဲ့ဘရင်ပန်ပွဲတော်ကိုသွားမှာမလို့လိုက်ခဲ့ကြအောင်နော်ပန်းချံဝင်ကြီးရတော့တယောက်ကိုဘယ်နဲ့စေတာကြတဲ့မှာဖြစ်ပါတယ်။ဘန်နာတို့ရောက်သွားတဲ့အချိန်ကကြတော့ညနေဆောင်ပေါ့နော်။ညနေဆောင်3နာရီဖြစ်နေတဲ့အတွက်ကြောင့်မို့လို့နေလေးရလည်းနည်းနည်းလေးအေးတယ်လို့တော့ပြောလို့ရတဲ့အချိန်ပေါ့နော်။ပန်းချံကိုစစဝင်ခြင်းမှာပဲမွန်ကျက်တဲ့မျိုးပြရဲ့အငွေသက်တွေကနေပြီးတော့မှလွတ်ထွက်သွားတယ်လို့ပုံစံမျိုးကိုခန်းစားရစီပါတယ်။ပန်းပွဲတော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဝင်ခြင်းမှာပဲရောင်စုံပန်းလေးတွေကတင့်ကိုစီးကြိုနေမှာပါ။ပန်နာတို့ဆက်ပြီးတော့မှပန်းချံတွေကိုရှောက်လေတဲ့အခါမှာကန်ရဲ့ဘေးနားမှာပေါ့နော်ထိုင်းမျိုးရာအစားအသောက်တွေသူတို့ရဲ့ယဉ်ကျေးမှုတလိလေးတွေကိုပြသတဲ့နေရာလေးကိုတွားပြီးတော့လေ့ကြည့်ရှုခဲ့ကြပါသေးတယ်။အဲ့ဒီမှာလည်းသူတို့ရဲ့ရိုးရာကစားပွဲလေးတွေကိုမြင်တွေ့ခဲ့ရပါတယ်။သူတို့ရဲ့ရိုးရာကစားပွဲလေးတွေကလည်းတော်တော်လေးကိုချစ်ဖို့လည်းကောင်းနေပြီးတော့ရည်လေးရည်ရတယ်ပေါ့နော်။ပန်နာတို့စစရောက်ချင်းမှာပဲသူတို့ရဲ့လေးပြန်ပွဲလေးကိုတွေ့ရှိခဲ့ရတယ်။အဲ့ဒီလေးပြန်ပွဲကလည်းရိုးရိုးလေးပြန်ပွဲလိုမျိုးတယောက်နဲ့တယောက်ပြန်ရတာမျိုးမဟုတ်ဘဲနေပေါ့နော်။လေးမအောင်ပြန်ရတာပေါ့နော်။ဆိုတော့အဲ့ဒီပြပွဲလေးကလည်းတော်တော်လေးကိုရည်လေးရည်ရတယ်ချစ်ဖို့လည်းကောင်းနေๆต้องเห็นแล้วถ้าเราจีบไปเข้ามาพูดเนี่ยเขาทำเลยเขามองไม่เห็นนะต่อให้มาแล้วก็ปากดีเชิญแจ็คเชิญมาทางนี้เป็นแจ็คไม่มาไม่ใครฉันไปก่อนเลยจ้าฉันไปแล้วจ้ามาได้จากนี้ต้องถ่ายรูปအဲ့ဒီလေးပြန်ပွဲပြီးသွားတဲ့အခါမှာလက်ဝိတ်ထိုးပြန်ပွဲပေါ့နော်ဒီလက်ဝိတ်ထိုးပြန်ပွဲကတော့ဗမာတို့မြန်မာနိုင်ငံမှာဆိုရင်လွတ်လပ်ရေးပြန်ပွဲတွေထဲမှာကစားလေးရှိတဲ့ဒီကောင်းအောင်ရိုက်ပြန်ပွဲလိုပုံစံမျိုးလေးပဲအဲ့ဒါလေးနဲ့တော့တရင်တူလေးပေါ့နော်အဲ့လိုမျိုးလက်ဝိတ်ပြန်ပွဲကိုလည်းဗမာတို့ကြည့်ရှုခဲ့ရပါသေးတယ်ลองดูก่อนครับตอนนี้ก็ทำให้กันต่อเนี่ยลุงทั้งลุงเพื่อนก็อันน่ะมาจุกคูก่อนมาที่หนึ่งมาเพื่อนต่อมาต่อมายัดแล้วเข้าแล้วก่อนไปยัดไปขวาเข้าไปนี่จะมาต่อเราจะมีทันทีโอ้ยตัวทางแม่หนึ่งมันตัวทางแม่เนี่ยเราทำขึ้นกันทางนั้นทางไปยังไงระวังอย่าละပြပွဲပြီးသွားတဲ့အခါမှာတော့ဘန်နာတို့ရှေ့ဆက်ပြီးတော့တောအုပ်ကလေးတွေကိုလည်းတွားပြီးတော့လေပက်ခဲ့ကြသေးတယ်။အဲ့ဒီတောအုပ်တွေမှာဆိုလို့ရှိရင်ရေတကုံလေးလည်းရှိတယ်ပေါ့နော်။ဆိုတော့အဲ့ထဲဝင်သွားတဲ့အခါမှာတကယ်ကိုတောအုပ်ပုံစံတောအုပ်ကြီးတွေကိုရောက်သွားတဲ့ပုံစံလိုမျိုး vibe မျိုးကိုရရှိခဲ့ပါတယ်။ဆိုတော့အဲ့ဒီပန်းချံကိုရောက်ခဲ့ပြီဆိုလို့ရှိရင်တော့ဒီတောအုပ်ကလေးတွေကိုလည်းဝင်ခဲ့ကြဖို့မမိနဲ့အောင်နော်။လည်းအကျဉ်းကြီးဖြစ်တယ်ဆိုတဲ့အတွက်ဘန်နာတို့ဆက်ပြီးတော့မှလေးခဲ့ကြသေးတယ်ပေါ့နော်ဒီနေရာလေးကကြတော့ဘန်နာတို့ကို Chinese vibe မျိုးကိုလည်းပေးနိုင်ပြီးတော့ Instagram photo လေးတွေကိုရနိုင်မယ့်နေရာလေးပေါ့နော်ဒီနေရာလေးရဆိုလို့ရှိရင်တနာတို့တရုတ်ကားတွေထဲမှာမြင်တွေ့ခဲ့ရတဲ့တရုတ်အိမ်ကြီးတွေကိုရောက်သွားတဲ့ပုံစံမျိုးကိုခံစားရစေပါတယ်။
ပန်နာတို့ဆက်လက်ပြီးတော့မှပန်းပင်လေးရောင်းနေနေရာလေးကိုလည်းသွားခဲ့ကြပါတယ်။အဲ့ဒီသွားတဲ့လမ်းနားမှာပဲပန်နာတို့ night market လို့ပုံစံမျိုးအစားအသောက်ရောင်းနေနေရာလေးရှိတယ်ပေါ့နော်။ဆိုတော့အဲ့နေရာလေးကိုကြော်သွားပြီဆိုလို့ရှိရင်တော့ပန်းပင်လေးရောင်းနေနေရာလေးကိုမြင်တွေ့ရမှာဖြစ်တယ်။ဆိုတော့ဆက်လက်ပြီးတော့မှကြည့်ရှုပေးပါအောင်နော်။တခုလေးပြောချင်တာပေါ့နော်ဒီနေရာကိုရောက်တဲ့သူတိုင်းကတော့စိတ်ကိုထိန်းချုပ်တတ်ဖို့တော့လိုအပ်တယ်ပေါ့နော်အကယ်လို့သင်ကဒီပန်းပင်လေးတွေကိုချစ်တဲ့သူဆိုလို့ရှိရင်ဒီနေရာကိုရောက်လို့ရှိရင်တော့တည်ရုံရုံမှာပဲဖြစ်ပါတယ်ပြီးတော့ပန်နာတို့ဆက်ရှောက်ရင်းနဲ့မှအရန်လာပါတဲ့ပုံဆိုင်ပင်ကြီးကိုလည်းတွေ့ရှိခဲ့ရတယ်ပေါ့နော်ဒီပင်ဆိုလို့ရှိရင်လေသူကပထမဆုံးရထားတဲ့အပင်လေးဖြစ်တယ်ပေါ့နော်ဆိုတော့ဆက်လက်ပြီးတော့မှကြည့်ရှုပေးပါအောင်မှာကတီးညံပင်လေးတွေကလည်းစုံနေလို့လည်းပြောလို့ရတယ်ပေါ့နော်တရက်ပင်တောင်မှဒီတရက်တီးမျိုးစိတ်က2မျိုးလောက်ရှိတာကိုလည်းတွေ့ရတယ်တခြားဒီငပြောပင်တို့တခြားအတီးမျိုးစုံအပင်တွေကိုလည်းပန်နာတို့တွေ့ရှိခဲ့ရတယ်ပေါ့နော်ဆက်လက်ပြီးတော့မှကိုကပေါ့နော်ဒီအပင်စိုက်တာဝါသနာပါတယ်ဆိုလို့ရှိရင်အဲ့ဒီမှာ decoration လုပ်ဖို့အတွက်ဒီ craft မျိုးစုံလေးတွေကိုလည်းပန်နာတို့တွေ့ရှိခဲ့ရပါတယ်အကုန်လုံးကလည်းချစ်စရာကောင်းနေပေါ့နော်ဒီပန်းရောက်တဲ့နေရာကအတန်းကလည်းတော်တော်လေးကိုရှိရဲဆိုတော့ရိုက်ပြလို့လည်းမကုန်ဘူးပေါ့နော်။ကဲလို့ပေါ့နော်လမ်းလျှောက်ပြီးတော့မှပန်းချံကိုမပတ်ချင်ဘူးဆိုလို့ရှိရင်လည်းယထာကားလေးရှိရဲဆိုတဲ့အတွက်ပတ်စည်းလို့လည်းရသေးရဲ့ပေါ့နော်။ဒါဆိုလို့ရှိရင်ဆက်လက်ပြီးတော့မှပန်းလာလေးတွေကိုရှုစားပေးပါဦး။နေလေးကြည့်ရှုပြီးသွားပြီဆိုတော့ဘနာတို့ဗိုက်စာလာတဲ့အတွက်အဲ့ဒီနာကအစားအသောက်ရောင်းတဲ့လေးကိုလည်းရှောက်ပြီးတော့မှပတ်စားခဲ့ကြပါသေးတယ်
နာတို့ပထမဆုံးဒီပြားတန်လေးကိုဝယ်တောက်ခဲ့ကြတယ်ပေါ့နော်ဆိုတော့အဲ့ဒီကိုရောက်တဲ့အခါကျလို့ရှိရင်တော့ဒီပြားတန်လေးကိုဝယ်တောက်ဖို့အတွက်ကို recommend ပေးတယ်ဘာလို့လဲဆိုတော့တော်တော်လေးကို fresh ဖြစ်ပြီးတော့မှအရန်ကိုတောက်လို့ကောင်းနေပေါ့နော်ပြီးတော့သူ့ရဲ့ပြားရင်ထဲတဲ့ပုံစံလေးကလေစမ်းတယ်လို့လည်းပြောလို့ရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ပန်နာတို့ဒီ TikTok မှာခေတ်စားနေတဲ့ဒီ Mexican အစားအစာပုံစံမျိုးပေါ့နော်ဟိုမှာကတော့သူတို့ကTikTok မှာခေတ်စားနေတဲ့ Mexican အစားအစာလိုပုံစံမျိုးပဲဒီလေးအာလူကြော်လေးတွေကိုပန်နာတို့ခရိုင်ချင်းတီတို့စက်သွန်နီတို့ဆက်လက်ရွက်တို့နန်းပင်တို့အသားတွေထည့်ပြီးတော့မှဆက်လက်လုပ်ထားတဲ့ပုံစံမျိုးတွေပေါ့နော်ဒါကလည်းအရသာလေးကလည်းတပူလေးထူးဆန်းနေလို့တော့ပြောလို့ရပါတယ်ပန်နာတို့စားတော့ပြီးသွားတဲ့အခါကျတော့ဆက်လက်ပြီးတော့မှရှောက်ပတ်ခဲ့ကြတယ်ဆိုတော့ဒီနေရာလေးကကြတော့ကလေးကစားကွင်းနေရပေါ့နော်ကလေးတွေပါလာတဲ့အခါကျလို့ရှိရင်တော့တော်တော်ပြုံးမယ်လို့လည်းထင်တယ်အဲ့ဒီမှာဆိုရင်တရေအိမ်တွေပြီးသွားလို့ရှိရင်ဒီပျော့အေးကစားကွင်းတွေလည်းရှိတယ်ပေါ့နော်အဲ့မှာကလေးရတော့သူကတနက်ပစ်ချင်နေဆိုတော့ပစ်တယ်ပေါ့နော်တနက်ကတော့ပစ်တယ်ပေါ့နော်လက်ကလည်းမှတ်ပါတယ်ဒါပေမဲ့လည်းတစားခံကိုထိပြီးတော့မှရန်သူကိုပြစ်မှတ်ရောက်သွားတယ်ပေါ့နော်ဒီနေရာလေးကလည်းစိတ်ကိုငြိမ်းချမ်းစေမယ့်နေရာလေးလို့လည်းပြောလို့ရတယ်ပေါ့နော်ဆိုတော့ပန်နာတို့ဒီရှောင်းလန်းလေးတိုင်းရှောက်သွားတဲ့အခါမှာတော်တော်လေးကိုငြိမ်းချမ်းတဲ့ vibe မျိုးကိုခံစားရတယ်ပေါ့နော်ညနေတိုင်းစောင်းလာပြီဆိုတဲ့အတွက်တဖြည်းဖြည်းနဲ့ပန်းချံကလူတွေလေးများလာကြပြီပေါ့နော်။ပန်နာတို့ဆက်လက်ပြီးတော့မှဒီကန်နာတဝိုက်ကိုရှောက်ပတ်ပြီးတော့သွားကြည့်တဲ့အခါမှာအဲ့ဒီနေရာမှာလည်းမုတ်စည်းတန်းတွေကိုလည်းတွေ့ရှိခဲ့ရသေးတယ်ပေါ့နော်။ဒီနေရာလေးကဒီပန်းချံရဲ့အသက်လို့ပြောလို့ရတဲ့နေရာလေးဖြစ်တယ်ပေါ့နော်။ကန်ထဲမှာလည်းဘဲလီလေးတွေကိုလည်းစီးလို့ရတယ်ပေါ့နော်။ဆက်လက်ပြီးတော့ပန်နာတို့ဒီပန်းချံတဝိုက်ကိုရှောက်လိုက်ရင်းနဲ့မှလမ်းမှာတရောနဲ့ဖြောပြေးတာကိုလည်းတွေ့ခဲ့ရသေးတယ်ပေါ့နော်။ဒီနေရာလေးကတော့လိပ်ပြလေးတွေကိုပြထားတဲ့နေရာပေါ့နော်တကယ်လို့ကိုကဝတ်မုံနဲ့ပတ်သက်ပြီးတော့မှအစတမရှိရဆိုလို့ရှိရင်တော့အနီးကပ်မကြည့်ရှုဖို့အတွက်ကိုတော့သတိပြုပေးရပါမယ်ပြီးတော့အဲ့ဒီလေးပြလေးပြထားတဲ့ဘေးနားမှာပဲ photo spot လေးတွေရှိတယ်ပေါ့နော် photo spot လေးတွေလောက်ထားတာကလည်းတော်တော်လေးကိုလည်းချစ်ဖို့ကောင်းတယ်ဒါပေမဲ့တစ်ခုကတော့အဲ့ဒီကလည်းလူတွေအများများတဲ့အတွက်ကြောင့်မို့လို့ပန်နာတို့ရာမှာတော်တော်လေးကိုဓာတ်ပုံလေးခက်ခက်ခဲခဲနဲ့ရိုက်ခဲ့ရတယ်ပေါ့နော်နေလဲတဖြည်းဖြည်းစောင်းလာပြီဆိုတော့ပန်းချံထဲမှာမီးတွေကိုလည်းစပြီးတော့ဖွင့်နေပြီပေါ့နော်ပန်းချံထဲမှာမီးလုံးလေးတွေနဲ့ချစ်စရာကောင်းအောင်လို့လောက်ထားတဲ့အခါကျတော့ပြည်သူရင်ပြင်မှာလုပ်တဲ့ Lightning Festival ကိုတောင်မှသွားပြီးတော့တတိယမိတယ်ပေါ့နော်ဒီနေရာလေးကတော့ပန်နာတို့ဆက်စဝင်ချင်းလေပတ်ခဲ့ကြတဲ့ထိုင်းရိုးရာအစားအသောက်တွေသူတို့ရဲ့လက်မှုယဉ်ကျေးမှုလေးတွေကိုပြတဲ့နေရာလေးပေါ့နော်ဒါပေမဲ့ညဘက်ရောက်လာတဲ့အခါကျတော့လူတွေလည်းတဖြည်းဖြည်းများလာကြတဲ့အတွက်ကြောင့်မို့လို့ပန်နာတို့ဒီထဲကိုပြန်ဝင်ဖို့အတွက်ကတန်းစီပြီးတော့မှဝင်ခဲ့ရပါတယ်တက်စီပြီးလို့အထဲကိုရောက်သွားတဲ့အခါမှာတော့ပန်နာတို့ဒီ digital လိပ်ပြလေးတွေပန်းပွင့်ပုံစံလေးတွေကိုမြင်တွေ့ရမှာဖြစ်ပြီးတော့အဲ့ဒီမှာလည်းဓာတ်ပုံလေးတွေရိုက်လို့ရပါတယ်ဆက်လက်ပြီးတော့မှပန်နာတို့သူတို့ရဲ့ထိုင်းရိုးရာအကကိုလည်းကြည့်ရှုခဲ့ပါသေးတယ်
သူတို့ရဲ့ပြဿနာတွေပြီးသွားတဲ့အခါမှာဆက်လက်ပြီးတော့မှဘန်နာတို့သူတို့ရဲ့ဒီထိုင်းရိုးရာအစားအသောက်တွေကိုရောင်းနေပုံစံပြန်ဘက်ကိုသွားပြီးတော့လေပတ်ခဲ့ကြသေးတယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်သူတို့ရဲ့ဒီရေပေါ်စည်းလိုမျိုး vibe မျိုးကိုရရှိစေမယ့်နေရာလေးတွေလည်းရှိတယ်အဓိကကတော့ထိုင်းရိုးရာအစားအသောက်တွေကိုပို့ပြီးတော့မှအသားပေးထားတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့အစားအသောက်တွေအကုန်လုံးကလည်းရတာရှိတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဘန်နာတို့ရဲ့ vlog လေးကိုအဆုံးထိကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ် vlog တွေမှာပြန်တွေ့ကြမယ်နော်တတား